ကြည့်နေတဲ့သူထဲမှာကိုရီးယားကားထဲက romantic ဆန်ဆန်အချစ်ခံချင်တဲ့လူလေးတွေပါလား။ဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။တနင်္လာသားသမီးတွေရဲ့ character ကိုဒီနေ့ပြမှာဖြစ်ပါတယ်။တနင်္လာသားသမီးလေးတွေကမာနအရင်ကြီးတယ်၊ခက်ချစ်ချစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အသေးဖွဲခံမှကြောက်လို့ပါ။သူတို့အကြောင်းကိုသူတို့ပဲသိတယ်။သူတို့ရဲ့စိတ်ကတရွှန်းစင်တွယ်မိရင်ဖြတ်မရဘူး။သူတို့ဘောဘယ်လောက်ပဲစိုးနေနေသူတို့မလွတ်ချခဲ့နိုင်တာတနင်္လာသားသမီးတွေပါပဲ။သူတို့ဘောဘယ်လောက်ဆိုသီးခံတတ်တာလဲတနင်္လာသားသမီးတွေပဲ။လောကရန်ကိုချစ်သူနဲ့အတူဘယ်လိုပဲဖြစ်ဖြစ်အေးတူပူညံ့ရင်ဆိုင်မယ်ဆိုတဲ့လူမျိုးတွေကလည်းတနင်္လာသားသမီးတွေပဲဖြစ်ပါတယ်။သူတို့အရန်ချစ်ကြီးတဲ့အတွက်မျက်လဲကြီးပါတယ်။သူတို့ရဲ့မာနကိုထိခိုက်လာပြီ။သူတို့ရဲ့အချစ်ကိုစော်ကားလာပြီဆိုလို့ရှိရင်တော့တေးတေးကြကြအကွဲချပြီးပြန်ကလေးစားချိတ်တတ်တဲ့သဲခွဲတတ်တဲ့လူတွေကလည်းတနင်္လာသားသမီးတွေပါပဲ။တို့ချစ်တဲ့လူတွေနဲ့ဆိုရင်တော့အယူသားဆုံးကလေးတယောက်လိုမျိုးမုံနွဲ့ပြီးတော့နေတတ်ပြီမယ်။သူတို့ရဲ့ရန်သူရှိမှာတော့သူတို့ကငကားတကောင်လိုမျိုးရဲရင်နဲ့ပြတ်သားတယ်။တကယ်တမ်းသူတို့ရဲ့စိတ်ကတော့နှလုံးသားကအရန်နှုတ်ပါတယ်။တနင်္လာသားသမီးလေးဘယ်နှစ်ယောက်လောက်ဆရာမပြောတဲ့အချက်တွေနဲ့ညီလဲဆိုတာကိုပြန်ပြီးတော့မှတ်မှရှိပေးခဲ့ပါဦး